လာပါဘလော့ရိုက်တဲ့ country မှာမရှိမဖြစ်လိုအပ်တဲ့အခုလို digital wireless microphone လေးတွေကိုအသုံးပြုပုံလေးတွေတစ်ခုချင်းစီရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ပါပေးပါနော်ကျတော့ single cell ပါ receiver လေးကိုအားသွင်းကြမလို့ဖြစ်တဲ့အတွက်ဖုန်းမှာတိုက်ရိုက်ထုတ်ပြီးအသုံးပြုပေးအောင်ပါပဲဖုန်းကိုပြန်အားသွင်းချင်တယ်ဆိုရင်တော့ဘေးမှာပါတဲ့စစ်ပေါက်လေးနဲ့အားသွင်းပေးအောင်ပါပဲရှင် microphone လေးမှာတော့ noise cancellation ပါဖြစ်လို့ပုံမှန်ချိန်ကဆူညံတန်တွေကိုရှော့ချပေးပြီးကြည်လင်မြတ်သားတဲ့အတန်လေးထားကိုပေါအောင်ဖွင့်လိုက်တဲ့နဲ့တမ်းပြီးအသုံးပြုနိုင်ပါတယ်ကာလာလေးပါဖြစ်လို့အင်ကြီးအတွင်းကနေထည့်ပြီးအသုံးပြုလို့ရနိုင်တယ်လို့ညက်ကလေးလေးနဲ့လည်းပြောင်းပြီးအသုံးပြုလို့ရနိုင်ပါတယ်ဒါလေးကတော့ touch stick ပါပါတယ် dual microphone လေးပဲဖြစ်ပါတယ် kitchen မှာ battery 300 mAh ကိုသုံးပေးထားပြီး microphone တစ်ဖက်စီမှာတော့60 mAh ကိုသုံးပေးထားပါတယ်ရှင်အသုံးပြုချိန်3နိုင်နဲ့4နိုင်ကြာ standby အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်အပြန်ရောင်နဲ့အသုံးပြုမယ်ဆိုရင် noise cancellation ကိုရရှိနိုင်မှာဖြစ်ပြီးအစိမ်းရောင်နဲ့အသုံးပြုမယ်ဆိုရင်တော့ normal အတန်လေးထားကိုရရှိမှာဖြစ်ပါတယ် receiver မှာပါတဲ့ clip လေးကိုတစ်ချက်နှိပ်မယ်ဆိုရင်ကလေးအတန်လေးကိုပြောင်းလဲပေးမှာဖြစ်ပြီးနှစ်ချက်နှိပ်မယ်ဆိုရင်တော့လူကြီးအတန်လေးကိုပြောင်းလဲပြီးအသုံးပြုနိုင်ပါတယ်ဒီလို quality ကောင်းပြီး design လာတဲ့ wireless microphone လေးတွေကိုကျွန်တော်တို့ home မှာဝယ်ယူအားပေးနိုင်ပါပြီရှင်